ဒါလေးကတော့ကျွန်တော်တို့ကွင်းခွေနေတာဖြစ်ပါတယ်ကွင်းဒါလေးကတော့ကွင်း1600ကြားလေးပါဒါလိုင်းရင်းတွေကိုပထမဆုံးထုံးလေးရင်ဖြူတယ်ထုံးလေးဖြူပြီးတော့မှကွင်းမင်းလေးတစ်ခါတခြားသူ့ဟာနဲ့သူနှိမ့်အောင်ပေါ့နော်ကွင်းအမြင်ကြီးကနေပြန်နှိမ့်သွားအောင်ကွင်းခွေတဲ့နည်းလေးပါတချို့လူတွေကတော့ခွေတဲ့နည်းတွေတော့မျိုးရှိတာပေါ့နော်ကျွန်တော်တို့ကဒီလိုခွေပါတယ်တချို့လူတွေဘယ်လိုခွေလဲဆိုတာကွန်မန့်လေးမှာလည်းမှန်းကြည့်လို့ရပါတယ်အဲကျွန်တော်တို့ဒါတော့ရမှာပေါ့နော်ကွင်းမိုးကရောက်တော့မှဖြစ်ဆိုတော့ကွင်းကိုခွေလိုက်တာပါခြံလဲဖောက်နေပြီပေါ့နော်ဒါလေး1600ကြားလေးပါဒါလေးတော့ရွက်လေးတွေကိုအတင်းရွက်လေးရင်တင်းဘေးကန်းလေးတော့တင်းဘာလာလေးရင်ဖဲ့တာပေါ့နော်အရင်ဖဲ့ပြီးတော့တိုင်နာလေးပဲခောက်ကိုလိုချင်တဲ့လောက်ယာလေးပေးယာလေးပေးဆိုတော့ခောက်ချိုက်တာပေါ့နော်ဟာဟိုဘက်မှာလည်းဒါညွန့်ချီတဲ့သူတက်တက်ပေါ့နော်ဒါလေးကတော့ရှေ့ကနေပြီးတော့မြန်သွားအောင်ဆိုပြီးဒါရှေ့ကနေသူတော့ဒါခွေနေရာချလိုက်ရပေါ့နောက်ကလူထက်ချင်ပေါ့အတန်းလေးချင်မှာပါအတန်းလေးချီအောင်ပါတစ်ချက်လောက်ကြည့်ကြအောင်လေโอ้ငါကအဲ့လိုအရှိရက်ကအမြင်ကြီးပါကိုယ်လည်းဒါကွင်းခွေနေတာပါထုံးနေလဲအဲ့လိုလိုင်းတွေကိုထုံးလေးဖြူပေါ့နော်တချို့ကတော့ထုံးဖြူတယ်ဆိုတော့ကွင်းတွေကိုပူပြီးတော့တည်သွားမယ်လို့ထင်တာတကယ်တော့ပေါ့နော်ထုံးဖြူတာအရန်ကောင်းပါတယ်နော်မှုအတွက်လည်းကောင်းတယ်လို့ဟိုဟာယောဂတွေတော်တော်များများအတွက်လည်းထုံးကတော်တော်လေးကိုကောင်းပါတယ်ဆေးတွေတော်တော်များများထက်ကိုထုံးကပို့ပြီးတော့အာနိသင်နဲ့ပြင်းတယ်လို့ကျွန်တော်တို့ဆေးဆရာဝန်ဆေးစိုက်ပျိုးဆေးစုတွေကျောင်းတဲ့သူတွေလည်းပြောသလိုကျွန်တော်တို့ကလည်းဒီချက်မှဆိုကျွန်တော်တို့ထုံးကိုပဲအဓိကထားသုံးနေဗျထုံးကိုရွက်ပေါ်ကြလဲထုံးတက်ကပူပြီးတော့လောင်သွားတာမျိုးမရှိဘူးပေါ့နော်နောက်ဘက်ကလေးလည်းမခွေရသေးဘူးခေါင်းဖောက်နေတာပါဘောအမိုးဆိုလို့ရှိရင်ဒါသဘာဝရိပ်ပေါ့နော်ပဲစင်းကုန်ရိုးတွေတင်တယ်ဝလုံးအဖျားပေါ့ဝလုံးဖျားသားလေးလည်းတင်တာပေါ့နော်ဒါနောက်တစ်ပင်ထပ်ပြီးတော့ခွေးပြမှာဖြစ်ပါတယ်လိုက်ခွေးခြင်းနဲ့သူလည်းခွေးလို့ရအောင်